မင်္ဂလာပါဗျာပစ္စည်းလဲမှန်မယ်ဈေးနှုန်းလဲတင်းနေပြင် quality ဘိုင်းမှာလဲစိတ်ချရတဲ့ Honda brand တွေကထမင်းပေါင်းလေးနဲ့မိတ်ဆက်ပေးပြရသည်ဒီဇိုင်းဘိုင်းမှာဆိုရင်လဲရိုးရိုးရှင်းရှင်းလေးနဲ့ဟိုမှာ body build quality ကြည်ကြည်လေးလေးလေးနဲ့ classic ဆန်ဆန်လေးရပါမယ်ဗျာ 2.2 လီတာ6လုံးကြောက်ကမှဝက်600လောက်ပဲရှိတာကြောင့်မြတ်စားတက်တာတယ်လို့ပဲဆိုရပါမယ်ဗျာအိုးဖုံးဆိုရင်လဲရေရှည်အသုံးခံအောင် stainless steel နဲ့ပြုလုပ်ပေးထားမှာဖြစ်ပြီးတော့ Honda brand ဖြစ်တာမို့အိုးသားအထူနဲ့ရပါမယ်ဗျာဘူးအတွင်းမှာဆိုရင်ထမင်းပေါင်းနဲ့တွဲသုံးတာအောင်ဒါမျိုးချိုးအလုံးကြီးတစ်ချောင်းထမင်းကိုးစုံတစ်ချောင်းနဲ့စံရင်ချိန်လို့ရတဲ့ခွက်တစ်ခုလည်းပါဝင်ပါသေးတယ်ဗျ။ Honda 2.2 လီတာ6လုံးကျရိုးရအလုံးကိုမှရခင်သေး99,500ကို promotion ကာလ 7% နှုတ်ပြီး92,000ကျပ်နဲ့ပဲရရှိမှာလည်းဖြစ်ပါတယ်ဗျ။ online မှာမှာယူမယ်ဆိုပါကအိမ်ရောက်ငွေချေပို့ဝေမှာဖြစ်ပြီးဆိုင်ဖုန်းနံပါတ်3996439023ကိုဆက်သွယ်ပြီးမှာယူနိုင်တယ်လို့Fiverr မှာလည်း24နာရီအချိန်ကြီးအသေးစိတ်မြင်မြန်ပြီးမှာယူနိုင်ပါပြီဗျ။လူကြီးမင်းတို့ကိုလည်းဆိုင်ကိုလာရောက်ဝယ်ယူလိုပါကဆိုင်မှ203ဥပါလာလန်တင်ငန်းညွန့်ပူတာနီတင်ငန်းညွန့်မှုနယ်တွေလည်းစိတ်တိုင်းကြရွေးချယ်ဝယ်ယူနိုင်ပါတယ်ဗျ။